Hello မင်္ဂလာပါရှင်ကျမကတော့မုထရာပါဒီနေ့အလုပ်နားတဲ့နေလေးမလို့ဈေးသွားလိုက်ပါအောင်မယ်နော်ဝါတာငါအသေးရဒီလက်ဆက်နေရောပဲအတော်ပဲဟိုတနေ့က Florist နဲ့ YouTube ဗီဒီယိုလေးပါတွေ့လိုက်ရတယ်ကျမတက်ရှိဖို့စားတောက်နေစနစ်ကိုပြောင်းလဲပါတဲ့ဒီနေ့ပဲဗီဒီယိုလေးတွေအတိုင်းပြောင်းလဲဖို့အတွက်လက်ဆက်တဲ့အသားငါးနေနဲ့အသီးရွက်တွေကိုရွေးပြီးတော့ဝယ်သွားတော့မယ်ဈေးဝယ်ထွက်ရတာပြင်ပန်းမိမယ်ကျမတို့ကိုမိသားစုအတွက်ကိုအားတဲ့အချိန်လေးမှာအစားအစာတွေချက်ပြုတ်ပြင်ဆင်ပေးရတာပြောစရာကောင်းတယ်နော်ကိုချက်ပေးလိုက်တဲ့အစားအစာကနေမိသားစုကပိုက်ဝါပြီးပျော်ရွှင်သွားကြတယ်အစားအစာကနေအာဟာရရပြီးကျန်းမာနေကြတယ်ဆိုရင်ဒါကျမတို့မိသားစုတိုင်းခံစားရတဲ့ကြည်လူးပီတီပဲလीနော်ဒီနေ့ကတော့ healthy တိုင်းရဲ့ပြောင်းချက်မှမလို့မူထလာပြောနေပါပြီနော်မလီစကားညာနေလို့မဖြစ်သေးဘူးမနေ့ကအိပ်ရတာနောက်ကြတော့ခက်တော့တက်ချက်မှာပဲမမေတို့ဘိုက်စာနေရောမယ်โอเคပထမဆုံးဟင်းသီးရွက်တွေအရင်ကြိုင်မယ်ကျမခုမှတတိရတယ်အစားအစာကိုမကင်ပဲခင်လက်ကိုဆက်ပြနဲ့စက္ကန့်20အနည်းဆုံးကြာအောင်တန့်ရှင်းစီကြောအောင်မယ်လေကျမတို့ရဲ့ဈေးထဲမှာပစ္စည်းကိုရှောက်ကင်ကြည့်ခဲ့ကြတယ်ပတ်စံအိတ်ဖုန်းတွေကိုလည်းကင်နေသေးတယ်အဲ့တော့ကျမတို့မမြင်နိုင်တဲ့ဘက်တီးရီးယားနဲ့ယောဂပိုးတွေကဒီအပြင်ကနေပြီးကျမတို့လက်မှာပါလာမှာဒါကိုမှကျမတို့ကလက်မဆေးပဲနဲ့အသီးရွက်တွေကင်လိုက်မယ်ချက်ပြုတ်ဖို့ပြင်ဆင်လိုက်မယ်ဆိုရင်ယောဂပိုးတွေကစားဆိုင်တွေမှာပါသွားနိုင်တယ်ဒါဆိုရင်ကျမကိုယ်တိုင်သာမကဘူးကျမမိသားစုကိုပါမတန့်ရှင်းတဲ့အစားအစာတွေကိုကျွေးမိပြီးတော့ကျန်းမာရေးမှာထိခိုက်သွားစေနိုင်တယ်။ဒါကြောင့်အစားအစာတွေပေးကင်းဖို့အတွက်ကျမတို့အိမ်ရှင်မနိုင်ရဲ့လက်ကလေးကတန့်ရှင်းမှုအရေးကြီးတယ်လीနော်။လက်ကိုစက်ပြန်နဲ့စက္ကန့်20လောက်အချိန်ပေးပြီးသေချာဆေးကြောလိုက်တာကယောဂပိုးမွှားတွေကို80%ကျော်ဖေရှားပြီးနိုင်ပါတယ်။လက်ဆေးနည်းကြပြလေးတိုင်းမှာကျမလက်ဆေးလိုက်ပါအောင်မယ်နော်။ကဲလက်ကလေးတန်သွားပြီဆိုတော့တန့်ရှင်းသွားတဲ့လက်ကလေးနဲ့စပြီးချက်ပြုတ်လိုက်ပါအောင်မယ်ရှင်တန့်ရှင်းပြီးယောဂပိုးတွေမရှိရဲ့လက်နဲ့ချက်ပြုတ်တဲ့ဟင်းလျာကမိသားစုအတွက်အကောင်းဆုံးချစ်ချင်းမြတ်တာပါပဲကူးစက်ယောဂတွေကိုကာကွယ်ခြင်းကကျမတို့ရဲ့လက်ချောင်းလေးတွေကနေစတင်နေဆိုတာကိုမမေ့ကြပါနဲ့နော်ဟင်းချက်သွားပြီမလို့လက်ဆက်ဆက်အတီးရွက်ချိုလေးရဲ့ချီရီဟင်းရဲ့ငါးဟင်းနဲ့တို့စရာလေးတွေကိုပူပူနွေးနွေးနဲ့မူးထွားတော်မိသားစုစားလိုက်ပါအောင်မယ်နော်အားလုံးပဲစားကြပါအောင်ရှင်လက်စီနီးလေးကိုလည်းဒီမှာမျှဝေပေးချင်ပါတယ်နော် Why Organization ကနေမှလက်စီနီးအစဉ်လေးတွေပြောထားပါတယ်ကျမတို့ကြပြလေးရှိရလေနော်ဟဝါဖမိုးလက်ခောက်ချူလက်ကြားလက်မမကြံရကို၍ချစ်ပါလက်ခဏလက်ကောက်ဝတ်မှာအဆုံးသက်ပါအဲ့တော့ပထမဆုံးလက်ကိုစီးမယ်ဆိုရင်ကိုယ့်ရဲ့လက်ကိုအရင်ရေစပါမယ်ပြီးသွားရင်စက်ပြာကိုလုံလောက်ထည့်မယ်လက်ဖွားနှစ်ဖက်ကိုအရင်ဆုံးပုတ်တိုက်ပါမယ်ဘယ်ဘက်လက်ဖွားညာဘက်လက်ဖွားအပြန်နဲ့လက်ထောင်းလေးတွေပါအောင်ပုတ်တိုက်ပါမယ်နောက်လက်ဖမိုးကိုလည်းဘယ်ဘက်လက်ဖမိုးညာဘက်လက်ဖမိုးအပြန်နဲ့လက်ထောင်းလေးတွေပါအောင်ပုတ်တိုက်ပါမယ်ပြီးသွားရင်လက်ကိုကျမတို့လက်သီးစုပ်ပုံသဏ္ဍာန်လေးနဲ့လက်တစ်ဖက်နဲ့တစ်ဖက်အပြန်လန်းချိတ်ပြီးတော့ပေါ့နော်ဘယ်ဘက်လက်ညာဘက်လက်အပြန်လန်းချိတ်ပြီးတော့ပုတ်တိုက်ပါမယ်လက်ချောင်းလေးတွေပုတ်တိုက်ရင်လက်မပါကြံတက်တာမလို့ကျမတို့လက်မတွေကိုတက်တက်ပေါ့နော်ဘယ်ဘက်လက်မညာဘက်လက်မလေးတွေကိုပုတ်တိုက်ပေးပါမယ်နောက်ပြီးတော့ဘယ်ဘက်လက်ဖွားကိုညာဘက်လက်ထိပ်လေးနဲ့ကုတ်မယ်ဒါကျမတို့လက္ခဏာကုတ်ချစ်တဲ့ပုံစံပေါ့နော်နောက်ဘယ်ဘက်လက်ကိုညာဘက်လက်ကိုဘယ်ဘက်လက်ဆိုပြီးတော့အပြန်အလှန်လက္ခဏာကုတ်ချစ်ပါဆိုတဲ့အတိုင်းပဲကျမတို့ဒီနေရာလေးပုတ်တိုက်ပါမယ်ပြီးတော့လက်ကောက်ဝတ်ကိုလည်းဘယ်ဘက်လက်ကောက်ဝတ်ညာဘက်လက်ကောက်ဝတ်ကိုစပြာနဲ့ပုတ်တိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ကျမတို့ရေစီးပါမယ်တန့်ရှင်းတဲ့လက်တုပ်ပွားဒါမှမဟုတ်တီရှူးနဲ့ချောက်အောင်တုပ်ပါမယ်ဘေးစင်ကိုလေကိုယ့်ရဲ့တန့်ရှင်းတဲ့လက်နဲ့မပိတ်သေးနဲ့တီရှူးတောင်ဝင်ဒီလက်တုပ်ပွားနဲ့ပေါ့နော်ရေပိုက်ခေါင်းကိုပိတ်ရပါမယ်ဒါဆိုရင်တော့ကျမတို့လက်ကလေးကယောဂပုံသွားတွေကင်းစင်ပြီးတော့တန့်ရှင်းသွားပါပြီရှင်ဒါကြောင့်ကျမတို့ကိုမိသားစုကျန်းမာဖို့အတွက်ဆိုရင်ကျမတို့မိဖို့ကြောင့်မှာစက္ကန့်20ပဲအချိန်ပေးလိုက်ပါနော်စက္ကန့်20အချိန်ပေးရုံနဲ့ကိုယ့်ရဲ့မိသားစုရဲ့ကျန်းမာရေးကိုလည်းထိသိမိတာဖြစ်တာနိုင်ပါတယ်ရှင်ဒီဗီဒီယိုလေးကအကျိုးရှိရဆိုရင် like and share လုပ်ပြီးဖို့မေးပါနဲ့နော်ဖြစ်ဆွဲပြင်ဆင်ချင်တာမျှဝေချင်တာလေးရှိရင်လည်း comment box မှာရေးပေးပါအောင်ရှင်နောက်ထပ်ကျန်းမာရေးဘုဒ္ဓတာတွေအတွက် Florist နဲ့ YouTube channel လေးကိုလည်း subscribe လုပ်ထားပေးပါအောင်နော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်မိသားစုအားလုံးကျန်းမာရေးဒုက္ခနဲ့ပြည့်စုံကြပါစေလို့ Florist နဲ့ YouTube channel လေးကဆုတောင်းမေတ္တာပို့သပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင် bye bye